ငိမ့်ချမ်းခြင်းစွန့်လွတ်နိုင်ရတယ်အဲ့ဒါလေးလည်းမှတ်တာငိမ့်ချမ်းခြင်းရင်မှတ်တာမစွန့်လွတ်မနဲ့ငိမ့်ချမ်းမှုဆိုတာရဖို့အမတန်ခက်ခဲသွားလိမ့်မယ်ကြာလားကြည်လေဗုဒ္ဓအလောင်းတော်၄နှစ်ကဘာတသိန်းပါရမီဖြစ်ခဲ့တာတရှိတမဲ့ကာမဝတ္ထုတွေကိုမစွန့်ပဲဖြစ်ခဲ့တာလားစွန့်ပြီးဖြစ်ခဲ့တာလားစွန့်မှငိမ့်ချမ်းတာကြာလာတကကြီးတွေ့တာနေတဲ့လူကဘယ်တော့မှမငိမ့်ချမ်းနိုင်ဘူးကြာလာတကမကြီးတို့ဆွဲလန်းမှုတွေ့တာမှုတစ်ခုရှိရင်တစ်ခုဒုက္ခရောက်တယ်နှစ်ခုရှိရင်နှစ်ခါသုံးခုရှိရင်သုံးခါကြာလာဆွဲလန်းမှုများလေဒုက္ခများလေပဲစွန့်လွတ်မှုများလေချမ်းသာလေပဲဟုတ်ပြီလားအခု तू စော့နိုင်ခဲ့မချမ်းသာတော့ဘူးလားတိတ်ပျော်ဖို့ကောင်းတယ်သူ့ဘဝကြီးကကြာဘလောက်ပျော်ဖို့ကောင်းမဲ့ဝိတာခဒီဥပဒကဘောကစီးပွားရေးပညာရှင်ဘဝတွေက तू ပတ်စံလေးရတဲ့တစ်ချက်ပြောချင်းပြောမယ်ပြီးရင်ဒုက္ခတွေနဲ့စူးစမ်းရတာဝိရိယတွေနဲ့ဟုတ်လားပင်ပန်းပြီးတော့လေဟုတ်တယ်မလားတကယ်မငြိမ်းချမ်းဘူးလေစူးဆုံးမနိုင်တဲ့တနေ့မှာချိန်ချမ်းပျော်လိုက်တာသာသနာပေါင်းရောက်တော့မှာပျော်ရွှင်နေတော့လွတ်လပ်ပေါ့ပါသွားတယ်အထုပ်ကြီးမပိတ်တာတစ်ထောင်ရှိတဲ့အထုပ်ကြီးထမ်းထားပြီးပြစ်ချလိုက်တယ်လို့ပေါ့ပါသွားတာတခါကြီးလို့ဆုံးနေတခါကြီးဘုန်းကြီးဝတ်မယ်ဆိုတော့စိတ်တကယ်ဖြစ်တဲ့နေ့မိမိရဲ့မိသားစုတွေဟုတ်လားတရှိတတ်မဲ့ကာမဝတ္ထုတကားလေးစွန့်နိုင်တဲ့တနေ့တခါကြီးချမ်းသာပြီတိတ်ပျော်ဖို့ကောင်းတာရမ်းဘွားကြီးဟာဦးစင်းတို့လည်းအဲ့ဒီတိုင်းပဲကိုယ့်ရဲ့တရှိတတ်မဲ့ကာမဝတ္ထုတွေကိုတွေ့တာနေတဲ့တန်ရုံးစင်လေးတွေကိုဖျက်နိုင်တဲ့နေ့မှာဦးစင်းတို့တအားပျော်ရွှင်ခဲ့ရတာကြားလားလူဘွားတော်ကအယံပူလောင်ခဲ့ရတယ်နေ့စဉ်စိုးရင်ပူဆွေးခဲ့ရတယ်စီဝါရေးကြောင့်၎င်းလူမှုရေးကြောင့်၎င်းဟုတ်ပါလားပူလောင်ဟာကိုမသိဘူးဘုန်းကြီးဘွားရောက်မှပြန်ကြည့်မှသိတာတောင်ဘွားကြည့်တယ်လို့ပဲဘုန်းကြီးဘွားကြီးကလူဘွားပြန်ရှုတာမြင်သွားတာတိတ်ပြောတာတိတ်ကန်ကောင်းတာကွာကြားလာတကကြီးတခါလေးစူးစားပါအခုအသက်ဘယ်လောက်လဲလှုပ်စမ်းပါတကယ်ဆရာတော်20နဲ့ဝတ်လာတာနော်တော်ပြီ33ကြီးအောင်ရောက်နေပြီစွန့်ရတော့ဟာလားစွန့်နိုင်အောင်လုပ်ကြားလာတိတ်ကန်ကောင်းတာလေတကယ်ပြောတာတကကြီးပိတ်တာတစ်ထောင်ဝန်တို့ကြီးပြစ်ချလိုက်တယ်လို့ပဲပေါ့ပါအန်းဆန်းသွားတာလေတိတ်ပျော်ဆွန်စရာကြီးအဲ့ဒီအရာလာခံစားစေချင်တယ်လေဒါတရားမဟုတ်သေးဘူးနော်တကယ်တောတာပန်တက္ကရာကံဒီလိုမညံဖုန်ညံမဟုတ်သေးဘူးနော်ဒီလောကီကာမဂုဏ်တွေကိုစွန့်လွတ်နိုင်တဲ့ဒီစိတ်ထားလေးတစ်ခုကိုအမတန်ငြိမ်းချမ်းစေတယ်ဗုဒ္ဓရဲ့တရားတော်တွေသိကောင်းတာလေကြားလာတကကြီးရဲ့